Myanmar has quite a rich history in one championship. We all know about the achievements of Ong Lai and Sung. If you were to beat a superstar like Takeru here, how huge would that be for you and the legacy of Myanmar? Okay. ဒီလေးဒါကိုအောင်လားလို့နာမည်ကြီးတဲ့လူတွေကလည်းဒီဝမ်းမှာအောင်မြင်ထားပြီးသားပေါ့နော်ဆိုတော့ဒီလိုဒီလေးသူတို့လိုသူ့လိုအောင်မြင်ဖို့အတွက်ဒီလေးဘလူတွေကြိုးစားမယ်လို့ဟောဖြစ်စိတ်ကူးထားလည်းမသိဘူးဟုတ်ကဲ့ကျွန်တော်ကိုအောင်လာလို့ပေါ့နော်ကိုအောင်လာလို့ကပတ်ကြီးနှစ်ခုလိုချင်တယ်ပေါ့နော်ကြိုးစားမယ်အများကြီးကြိုးစားမယ်ဘာလို့ဆိုတော့ကျွန်တော်တို့မိသားစုကဒီ1 championship ပွဲလေးထိုးမှာချန်ပီယံနိုင်လာတာဆိုတော့လေကျွန်တော်တို့အဲ့ဒါအများကြီးကြိုးစားမယ်ကျွန်တော်ပြီးတော့အကူလည်းမျိုးလုံးခွဲပေးခြင်းတယ်ကျွန်တော်မြန်မာနိုင်ငံမှာခွဲလို့မရရင်ရတဲ့နေရာမှာကျွန်တော်တွားခွဲပေးခြင်းတယ်ပြီးတော့တက်ကြီးပြီးဖြစ်တဲ့ကျွန်တော်ပြင်ရပြီးပဲကျွန်တော်အိမ်လေးဆောက်ပေးခြင်းတယ်ပေါ့နော်အဲ့ကြောင့်မို့ကျွန်တော်အများကြီးကြိုးစားအောင်မယ်အများကြီးပေါ့နော်အရင်တည်းလည်းပို့ပြီးကြိုးစားမယ်ကိုအောင်လားကိုအတူယူပြီးတော့ကျွန်တော်သူ့ကိုချန်ပီယံဖြစ်ချင်တယ်ပေါ့နော်အဲ့ဒါကျွန်တော်အများကြီးကြိုးစားထားပါတယ် Yeah, he said that I want to be online and I want to be like online and San in one day, and I want to own like 2 champion, but like online and San did, and online and San inspire him also inspire him a lot, and he is trying hard, and he practice hard a lot because when he can play at one championship. His family has been able to have a proper meal after he got the match from one championship, and he wants to give eye surgery to his brother also, and he wants to build a house for his parents. So he is trying hard, and he practice a lot, and he wants to be the famous one like Ong Lai and San in one day.